Messi ဝတ်တဲ့ဂျာစီရဲ့ logo ပေါ်မှာကကျက်သုံးပွင့်တွေ့တယ်ကွာပြီးတော့ Mbappe ဝတ်တဲ့ဂျာစီရဲ့ပေါ်မှာလည်းကျက်နှစ်ပွင့်တွေ့တယ်ဒါပေမဲ့ Ronaldo ဝတ်တဲ့ဂျာစီပေါ်မှာကဘာကျက်မှငါမတွေ့ဘူးကွာဘာဖြစ်လို့လဲကွာဒါလည်းမသိပြန်ဘူးလားငါမသိလို့ပေါ့ကွာပြီးတော့ဒီ Cherry ကအလားတက်တက်ထားလားမဟုတ်ဘူးကွာဒီ Cherry ရဲ့တပွင့်ချင်းစီတိုင်းမှာအရန်ကိုကြီးမားတဲ့ဘောလုံးသမိုင်းတွေရှိခဲ့ဘူးတယ်ကွာဂျာစီပေါ်က Cherry ကကစားသမားအတွက်မဟုတ်ဘူးကွာနိုင်ငံအသင်းကကမ္ဘာဖလားဘယ်နှကြိမ်ရဘူးလဲဆိုတော့ဖော်ပြတာဖြစ်တယ်ဆိုလိုချင်တာက World Cup ကိုအနိုင်ရတဲ့နိုင်ငံတွေကသူတို့ရဲ့ National Team logo မှာဒီ Cherry ပွင့်တွေကိုထက်သုံးပိုင်ခွင့်ရှိတယ်ကွာဂျာစီရဲ့ logo ပေါ်မှာကျက်တပွင့်ရှိတယ်ဆိုရင်ကမ္ဘာဖလားတစ်ကြိမ်ရဘူးတဲ့ဆိုတာကိုဆိုလိုတာဖြစ်တယ်။အော်အဲ့လိုလားဒါဆိုရင် Ronaldo ရဲ့နိုင်ငံအသင်းဖြစ်တဲ့ Portugal ကတခါမှကမ္ဘာဖလားမရခဲ့ဘူးပေါ့။သိကြတာပေါ့ကွာဒါကြောင့်မလို့ Ronaldo ရဲ့ဂျာစီ logo ပေါ်မှာမင်းဘာကျယ်ဦးမှမတွေ့တာပေါ့ကွာ။အော်အဲ့လိုလားကွာနောက်ထပ်ရော logo တွေပေါ်မှာကျယ်ပွင့်နေရှိတဲ့အသင်းတွေအကြောင်းကိုမသိချင်သေးလားသိချင်တာပေါ့ကွာโอเคငါပြောပြမယ်အခုချိန်ထိတော့ဒီ logo တွေပေါ်မှာကျယ်ထက်သွင်းလို့ရတဲ့အသင်းက၈သင်းပဲရှိသေးတယ်ကွာဆိုတော့ငါ number 8ကနေစပြီးတော့ပြောပြမယ်ကွာโอเคလေးမင်းပြောချင်တယ်လို့ပြောရတယ် number 8နေရာမှာရပ်တည်နေတာကစပိန်အသင်းဖြစ်တယ်စပိန်အသင်းက2010တုန်းက World Cup ရသွားတယ်နောက်ထပ်တစ်သင်းက number 7အင်္ဂလန်အသင်း1966တုန်းကသူတို့ World Cup ရသွားတယ် number 6ဥရုဂွေးအသင်း1930တခါ1950မှာတခါသူတို့ World Cup ရသွားNumber 5 France ပြင်သစ်အသင်းဖြစ်တယ်1998နဲ့2018မှာသူတို့ World Cup ရသွားတယ် Number 4နေရာမှာကကျတော့ Argentina အသင်းမေယန်သဘောကျတဲ့ Messi ပေါ့နော်အဲ့ဒီအသင်းက1998 1986 2022မှာသူတို့ World Cup ရသွားတယ်အဲ့ဒါကြောင့်မလို့ Argentina ရဲ့ဂျာစီပေါ်က logo မှာမြစ်ချက်သုံးပွင့်ကိုတွေ့ရတာပေါ့ Number 3နေရာမှာရပ်တည်နေတာက Italy 1934 1938 1982 2006ခုနှစ်မှာ World Cup ရသွားတယ်အဲ့ဒါကြောင့်မလို့ Italy အသင်းရဲ့ logo ပေါ်မှာမြစ်ချက်လေးလုံးကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ Number 2 Germany ကျယ်လေးလုံး1954 1994 1990 2014မှာသူတို့အသင်းက World Cup ရသွားတယ်နောက်ဆုံးအသင်း Number 1နေရာမှာရပ်တည်နေတာကကျယ်9လုံးဖြစ်တယ်အဲ့ဒီအသင်းကိုသိတယ်ဆိုရင် comment ထဲမှာရေးခဲ့ပါဆိုတော့မသိသေးတဲ့သူတွေက comment ထဲမှာဝင်ကြည့်သွားပါကျေးဇူးပဲကွာမင်းပြောပြလို့ခုတော့ငါသိသွားပြီဒါပေမဲ့လည်း Ronaldo ဝတ်တဲ့ဂျာစီပေါ်မှာဒီ Cherry မတွေ့ရတော့ငါစိတ်မကောင်းဘူးကွာ See you in the next video